အီရန်နဲ့အမေရိကန်အစ္စရေးစစ်ပွဲမှာအသုံးပြုနေတဲ့လက်နက်များအီရန်3လက်နက်များအပိုင်းတဲ့ Shaft 3 Shaft 3ဟာအီရန်နိုင်ငံရဲ့လက်နက်တိုက်မှာအရေးပါဆုံးနဲ့အချိန်ကြာဆုံးအသုံးပြုလာတဲ့ဒုံးကျည်တွေကတစ်ခုပါဒါဟာမြောက်ကိုရီးယားရဲ့နောက်လောင်ဒုံးကျည်နည်းပညာကိုအခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်1990ပြည့်လွန်နှစ်တွေမှာစတင်စမ်းသပ်ခဲ့ပြီး2003ခုနှစ်လောက်မှာစတင်အသုံးပြုခဲ့ပါတယ်ဒီဒုံးကျည်ရဲ့စွမ်းဆောင်ရည်တွေကတော့တကယ်ကိုသတိထားရမယ့်အနေအထားမှာရှိပါတယ်လမ်းညွန်စနစ်ပါတဲ့ ballistic ဒုံးကျည်အမျိုးအစားဖြစ်ပြီးအရေးလောင်စာကိုအသုံးပြုထားပါတယ်ပထမဆုံးထုတ်လုပ်တဲ့ share ဒုံးကျည်တွေမှာကီလိုမီတာ1300အထိသာပစ်ခတ်နိုင်ပေမဲ့နောက်ပိုင်းအဆင့်မြင့်ထားတဲ့ Shaba 3ဒုံးကျည်တွေမှာတော့ကီလိုမီတာ2000မိုင်ပေါင်း1240အထိပစ်ခတ်နိုင်ပါတယ်ဒီဒုံးကျည်တွေဟာထိပ်ဖူးအလေးချိန်900ကီလိုဂရမ်ကနေ1200ကီလိုဂရမ်ထိတည်ဆောင်နိုင်ပြီးတာမန်ပေါက်ကွဲစေတတ်တဲ့ဒုံးကျည်ထိပ်ဖူးတွေအပြင်နျူကလ িয়ার ထိပ်ဖူးတွေကိုပါတည်ဆောင်နိုင်တယ်ပစ်ခတ်နိုင်တဲ့အကွာအဝေးသူ့ရဲ့ပစ်ခတ်နိုင်တဲ့အကွာအဝေးဟာအီရန်နိုင်ငံထဲကနေအစ္စရေးနိုင်ငံတစ်ခုလုံးကိုလှမ်းပစ်လို့ရတဲ့အနေအထားရှိပါတယ်ရွှေလျားနိုင်မှုဒီဒုံးကျည်ကိုကြီးမားတဲ့ truck ကားတွေ mobile launchers ပေါ်ကနေပစ်ခတ်နိုင်တာကြောင့်ရန်သူကရှာဖွေဖျက်ဆီးဖို့ခက်ခဲစေပါတယ်။ချွင်းချက်အနေနဲ့ share ဘသုံးဟာပြစ်မှတ်ကိုထိမှန်ဖို့တိကျမှု accuracy အပိုင်းမှာတော့နောက်ပိုင်းထွက်တဲ့ဒုံးကျည်တွေလောက်မကောင်းသေးပါဘူး။ဒါကြောင့်ပြစ်မှတ်အတိအကျထက် area အလိုက်ဖျက်ဆီးတဲ့လက်နက်အဖြစ်ပိုပြီးရှုမြင်နိုင်ပါတယ်။တင်တို့နိုင်ငံမှာရောဘလို့အဖြစ်စွမ်းအားကောင်းပြီးတိကျတဲ့ပြစ်မှတ်တွေကိုပစ်နိုင်တဲ့ဒုံးကျည်တွေလိုလက်နက်မျိုးပိုင်ဆိုင်ထားပြီးလားကွန်မန့်မှာဝင်ရောက်ရေးသွားကြပါဦး။နောက်ထပ်လည်းဗဟုသုတအနေဖြင့်ကမ္ဘာပေါ်ကအဖြစ်စွမ်းအားပြင်းတဲ့လက်နက်တွေနဲ့ဒီလက်နက်တွေကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတွေရဲ့စစ်ရေးစွမ်းရည်တွေအကြောင်းဆက်လက်တင်ပြပေးသွားပါမယ်။ Channel လေးကိုလည်း like and subscribe လေးလုပ်သွားကြပါဦးဗျာ